ဗီဒီယိုတွေကမျိုးသားဟာဘာကြောင့်ခရင်ကိုကောက်ပြီးညီရည်ထဲမှာမျောပါလာတဲ့တစ်တုံးတွေစီပြစ်ပေါက်နေတာလေဒါကရတနာအကြီးကျယ်လည်းမဟုတ်ဘဲနဲ့ဒီလောက်အန်ဒီရဲ့ဆွင့်ရကြုံနဲ့ရလားဒေသခံတွေအတွက်တော့ရေစီးနဲ့အတူမျောပါလာတဲ့ဒီတစ်တုံးတွေဟာအမိုက်မဟုတ်ဘဲမိုးရသည့်ရေကြီးမှုကပေးသနာလိုက်ကချမ်းသာကြွယ်ဝဖို့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်နီပေါနိုင်ငံမှာမိုးရသည့်ရောက်တာနဲ့အထက်ပိုင်းမှာမိုးသေးထန်စွာရွာသွန်းပြီးတောင်ပေါ်တောအုပ်တွေကိုပျက်စီးစေကတစ်လုံးအမြောက်များဟာမြေကြောင်းအတိုင်းမျောပါလာလေရှိပါတယ်ဒေသနာထုံးစံအရဘသူကတစ်တုံးကိုကမ်းပေါ်အရင်ဆွဲတင်နိုင်တယ်လေအဲ့ဒီတစ်တုံးကအဲ့ဒီလိုပိုင်ဖြစ်ပြီးတစ်အဟောင်းဝါတဲ့ကုန်တယ်တွေစီပြန်ရောင်းချနိုင်ပါတယ်ဒီအလုပ်ဟာတတိရှိုံတင်မကပါဘူးရေတွေကတစ်တုံးတွေဟာနစ်လိုက်ပေါ်လိုက်နဲ့အရှင်ဟုံးနဲ့မျောပါနေတာကြောင့်တစ်ဖန်းသမားတွေဟာတစ်တုံးမျောလာမဲ့လမ်းကြောင်းကိုကြိုတင်ခန့်မှန်းရပြီးခဏတာအတွင်းမှာခရင်ကိုခိုင်ခိုင်မာမာစိုက်ဝင်အောင်ပေးရပါတယ်စိုက်ဝင်တာတိမ်လွှင်းရင်ဆွဲထားလို့မရသလိုတောင်ဆောင်းသွားရင်လည်းခဏချင်းမှာပဲရေစည်းတန်တန်နဲ့အတူမျောပါသွားပါလိမ့်မယ်တာမန်တစ်တုံးတွေကိုတော့ခွဲချမ်းပြီး6အောင်ထားကထင်းအထိရောင်းချနိုင်ပါတယ်တိတ်တိဆာမြင့်ပြီးအသားနုတဲ့တစ်ကောင်းတွေကိုတော့တစ်ကုန်တယ်တွေကဈေးကြီးပေးပြီးတိုက်ရိုက်ဝယ်ယူကြပါတယ်တကယ်လို့ကန်ကောင်းထောက်မစွာနဲ့အင်ဂျင်ချောက်တော့မဟုတ်ရေအောက်မှာနှစ်ပေါင်းများစွာနှစ်နေတဲ့တစ်အနစ်မျိုးကိုဖမ်းမိခဲ့ရင်တစ်တုံးလေးနဲ့တင်လအပေါင်းများစွာစားလာစာနဲ့ညီမျှပါတယ်တင်တာအဲ့ဒီနေရာမှာရှိရင်စမ်းကြည့်ရဲမလား